ကျွန်တော်တခုပြောပါမယ်ငွေရှားတာမခက်ဘူးဆိုတော့စကားကိုကြားမယ်ဆိုလို့ရှိရင်ဟေ့အောင်မင်းကဘာကောင်းလို့ဒီစကားပြောနေရလဲမင်းငွေရှားတာဘယ်လောက်ထိခက်ခဲမှန်းမသိဘူးလားမင်းမိဘတွေကိုပြန်မေးကြည့်မင်းကဘာကောင်းလို့ငွေရှားတာမခက်ဘူးလို့ပြောနေရတယ်ဒါမျိုးတွေကနားလိမ့်မယ်โอเคနည်းနည်းလေးစောင့်လိုက်ကျွန်တော်ပြောပါမယ်ဆိုတော့ဒီတစ်ခုသိပြီဆိုလို့ရှိရင်ငွေရှားတာတကယ်ကမခက်ဘူးကိုကိုဘာဖြစ်လို့လူတွေကပတ်စံပေးတာလဲဆိုတော့စဉ်းစားကြည့်လိုက်ကိုကတန်ဖိုးတစ်ခုခုပေးနေလို့ကိုကိုပတ်စံအနေနဲ့ပြန်ပြီးတော့ပေးတာโอเคအဲ့ဒါလေးနားလဲဆိုလို့ရှိရင်ငွေရှားတာမခက်တော့ပါဘူးဘာဖြစ်လို့လဲဆိုတော့ကိုကတန်ဖိုးများများပေးလေကိုကပြန်ရတဲ့ငွေတွေကများများပြန်ရတယ်အဲ့လိုပဲဖြစ်ပါတယ်ဆိုတော့ငွေများများရှာကျင်တယ်ဆိုလို့ရှိရင်တန်ဖိုးများများပေးဖို့လိုပါတယ်တကယ်ကိုလိုပါတယ်တကယ်ကိုတန်ဖိုးအများကြီးပေးရမှာပါပြီးတော့ငွေရှားရတာအတွက်ကူစေးတဲ့နောက်ထပ်တစ်ချက်ကကျတော့လူတွေရဲ့ပြဿနာကိုဖြေရှင်းတာပါဆိုတော့ပြဿနာကိုပိုးပြီးတော့ဖြေရှင်းနိုင်လေပြဿနာကြီးကြီးမားမားကိုပိုးပြီးတော့ဖြေရှင်းနိုင်လေငွေရှားရတာလွယ်လေးပါပဲကိုကပြဿနာတိတိလေးကိုဖြေရှင်းနိုင်မယ်ဆိုလို့ရှိရင်ငွေနည်းနည်းလေးရမှာပဲပြဿနာအကြီးကိုဖြေရှင်းနိုင်မယ်ဆိုလို့ရှိရင်အကြီးရမယ်ဆိုတော့အဲ့တော့ပြဿနာတွေကိုမြင်တတ်ဖို့လိုတယ်ဟောဒီကလူတွေလည်းကြောက်ဦးမှာပေါ့ psychology of money ဆိုတဲ့စာအုပ်ထဲမှာဘယ်လိုပြောထားလဲဆိုတော့ပြဿနာတွေကိုအခွင့်အရေးအနေနဲ့မြင်ပါဆိုတာပြဿနာကိုပြဿနာလို့မမြင်ဘဲနဲ့အခွင့်အရေးလို့မြင်လိုက်ပါဆိုတာအဲ့ဒါကိုပြောတာဖြစ်ပါတယ်ကိုကဖြေရှင်းနိုင်တဲ့ပြဿနာကြီးမားလေးကိုရတဲ့ဝင်လေကိုရတဲ့ပတ်စံကပိုပြီးများလေးဖြစ်ပါတယ်အဲ့တော့ပထမတစ်ချက်ကိုကတန်ဖိုးများများပေးနိုင်လေကိုရဲ့ရတဲ့ဝင်ငွေပမာဏအများလေးဖြစ်တယ်နောက်တစ်ချက်ကိုရဲ့ဖြည့်ရှင်းနိုင်တဲ့ပြဿနာကြီးအကြီးမားလေးကိုရတဲ့ဝင်ငွေပမာဏအများလေးဖြစ်ပါတယ်ဒီအချက်တစ်ချက်ကိုနားလည်သင်ချင်ပါတယ်ဆိုတော့ကျေးဇူးတင်ပါတယ်